လူတွေဟာနေစဉ်နဲ့အမျှကမ္မထံ၄ခုပွားတဲ့နယ်လို့နော်ကမ္မထံ၄ခုပွားတဲ့ဘာပွားတဲ့လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဘုရားနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေသက်ဝင်အောင်မေတ္တာပွားပါလူတူတယောက်အပေါ်မှာတွေ့တာမှုတွေလျှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သေဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထံ၄ခုဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံ၄ခုဟာဒီစတုရရက်ခလို့ဆိုဖိုးခါရိယမှာကိုယ့်အတွက်အကောင်းဆုံးစောင့်ရှောက်ပဲလို့လူတွေကအစောင့်ရှောက်ဆိုရင်ပြင်မဲ့ကဟာကိုယ်စောင့်မှစောင့်နေထင်းနေတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကိုယ့်အတွက်အရေးကြီးတဲ့အဆောင်သုံးခုပဲလို့ဒီလိုအဆောင်၄မျိုးလို့ဒီလိုဆိုလိုတာနော်ဘာကိုစောင့်တာတော့လို့မေးလို့ရှင်ဗုဒ္ဓနုတ္တိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်သိမ်းစောင့်ရှောက်ထားသောအပြင်ဒီတရားရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆိုလိုတာခုကတော့ဗုဒ္ဓနုတ္တိပွားလို့ရှင်အန္တရာယ်ကင်းတယ်တို့ဘာတို့အန္တရာယ်ကင်းဖို့ပဲကြည့်တယ်နော်အန္တရာယ်ဖြစ်တာကပြင်မကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့တော့သူအန္တရာယ်ပေးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီကျဉ်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှိရင်တော့တဏှာမှာအန္တရာယ်များတယ်ပေါ့မေတ္တာရဲ့စောင့်ရှောက်မှုကမေတ္တာခြုံလုံးတယ်ဆိုတာဘာလုံးမှလည်းမသိဘူးเนาะမေတ္တာခြုံလုံးတယ်ဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာများသောအားဖြင့်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိတ်ပြီးပြည်တည်တယ်ဗျာဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်เนาะအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အဓိပ္ပာယ်ကခုနကမေတ္တာရဲ့အကျိုး17မျိုးထဲမှာမပါဘူးလားပါတယ်လေမေတ္တာစွမ်းအားကြီးမားနေလို့ရှင်တော့ဒါတွေလေလုံညုံတယ်ဒါတွေကအပယိကလုံညုံမှုတွေပဲတကယ်ရေးကြည့်တဲ့လုံညုံမှုကဘာတော့ကိုယ့်ရင်တဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပကဘာကိုကာကွယ်တာတော့ရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတော့ဆိုရင်တန်ဝေကမဖြစ်ဘဲနဲ့မေ့မျောနေတာတန်တရားထဲမှာပျော်ပြီးတော့မကောင်းတာတွေလုံးမိမှာဆိုတဲ့အကုသိုလ်တွေကိုကာကွယ်တာလို့ဒါကြောင့်မို့စတုရရက်ခဖိုးခါရိယံဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပယိကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာနော်